ကဲဒါကကျွန်တော်တို့ရဲ့အပိုင်းနှစ်ပေါ့ကိုကျော်ဒီဟာလေးနဲ့ကျွန်တော်တို့စပြောမှာအပိုင်းနှစ်ကို ပို့ကောင်းလား ဘူးတွေဒီ text တွေပါညာအစုံပါတယ်ဒီနောက်မှာအဲ့လို6220လား6020လားမသိသူရေးတာ သူကတော့အဲ့ဒီနိုင်ရတကယ်တမ်းကျတော့အဲ့ပိုင်ရှင်စီကနေနိုင်အရင်ရကျွန်တော်စိုင်လေးမဖွင့်ခင်ကျွန်တော်အရင်တော့ page နဲ့ဟိုနိုင်ကိုတင်ပြီးရောင်းတယ်ပေါ့အဲ့အချိန်မှာသူကနေရအဲ့အန်ကယ်တယောက်ကပေါ့သူကကျွန်တော်ဆီယနိုင်ကိုကြိုက်တယ်ပေါ့သူကလာကြည့်တယ်ဆိုတော့သူကဒီနိုင်လေးဝစ်ခဲ့သူကအိုမီဂါကိုကြိုက်တယ်ဒီနိုင်လေးအခုဆိုလို့ရှိရင် site သေးတဲ့နေရာမှာပါသွားပြီဒါပေမဲ့ဒါအရင်တော့ယောက်ျားလေးတွေဝစ်ခဲ့တဲ့ site အခုအကိုလည်းဝစ်ကြည့်ဝစ်လိုက်ပြီဆိုလို့ရှိရင်တော်တော်လေး present တခုရှိတယ်နိုင်လို့သူကအဲ့ဒါအိမ်မှာကျွန်တော်နိုင် omega လေးနဲ့သူကဒီနိုင်လေးနဲ့ trade လုပ်သွားဘာ omega လေးနဲ့ trade omega constellation လေးနဲ့ပေါ့ constellation အတန့်လေးပေါ့ဩအဲ့လိုသူကဒီနိုင်သူစီမှာရှိတာကြာနေပြီပေါ့ကြာနေပြီဆိုတော့သူကနိုင်ကိုပြောင်းဝစ်ချင်တာဒီနိုင်လေးကဒီဟို sub second နဲ့ Rolex ပေါ့ဟို9040 1940ဝန်းကျင်လောက်ကနိုင်သူကလည်းလုံးဝဘာမှမလုပ်ဘဲနဲ့တိန်းတာပတီနာကိုကြည့်လုံးဝညီအခုဒါဆိုအသက်80ကျော်ပြီ86နှစ်လောက်80ဒါလည်း screw down မဲ့ screw down မဲ့ white star case ပဲအဘက်ကစားတော်တော်လေးဟောဖြစ်သူလည်းတေချာသူကလည်းထိန်းနဲ့နိုင်ဝတ်တဲ့လူအဲ့ဒါအခုကျွန်တော်စိုင်ဖွင့်တော့ကျွန်တော်အဲ့နိုင်လေးကိုဒီနေရာမှာပြတာကျွန်တော်ကလည်းသူ့ကိုပြောတယ်ရောင်းဖို့မဟုတ်ဘူးကျွန်တော်စဝယ်တွေကဒီຢာတွေကရောင်းလို့ရှိရင်လည်းအဲ့ခေတ်ကအဲ့ဒီအချိန်တော့ပေါ့2016 19လောက်ဆိုလို့ရှိရင်ဘယ်တော့မှမရတော့ဒီတိုင်းပဲပြဖို့ဆိုပြီးတော့သူ့စီကနေတောင်းဝယ်တာသူကစိုင်ဖွင့်တော့သူ့နိုင်လေးကိုဒီတိုင်းလေးတခြားဘူးနဲ့ထည့်ထားတော့သူကပြောငါစီမှာသူ့ original ဘူးရှိတယ်လက်ဆောင်ပေးမယ်ဆိုအဲ့ဒါကျွန်တော်သူ့ကိုသူသိမ်းလို့ရအောင်ကျွန်တော်စီက Rolex original ဘူးတဘူးပေးလိုက်သူကသူ့ original ဘူးကျွန်တော်ပြန်ပေးတာဒီ Rolex ကနာမည်စကြီးလာတာဒီ Oyster case ကနေစပြီးတော့နာမည်စကြီးအဲ့ဒီတော့ crown တွေပါနေတော့ Rolex ဆိုတော့ဒီမှာမပါသေးသူက Oyster ဆိုတဲ့စာလေးပဲရေးထားသေးတာအဲ့ဒီခေတ်က case back ကလည်းရေးလုံးအောင်သူလုပ်ထားတယ်အဓိကသူတို့ကရေးလုံးတာနဲ့သူတို့ကဒီနိုင်ကို marketing လုပ်တာပေါ့သူ့နိုင်ကြီးအားလုံးကရေးလုံးအောင်ပဲဒါပေမဲ့ပတီနာကတော့ဝင်တာပဲကြာအချိန်ကြာတာဒါပေမဲ့အဲ့တော့လည်း diary print လုပ်တဲ့နည်းပညာဟိုမဖြစ်လို့ဒါပေမဲ့ဒါ print မဟုတ် apply เนาะဒါ apply လုပ်ကိုတော်တော်လေးဒီကောင်ကပတီနာလည်းညီပြီးတော့လှတယ်လို့ပြောအောင်ပါပဲတော်တော်လှနောက်တစ်ခုကသူ့ရဲ့ဒါကျိုးကတော့ original ကျိုးမဟုတ်ဟုတ်ဒါပေမဲ့အဲ့ခေတ်တုန်းကဒီလိုမျိုးကျိုးတွေကဒီလိုမျိုးကျိုးတွေကတော်တော်လေးဟိုဖြစ်တယ်လက်ထဲကိုကောက်ဝက်လိုက်ရင်ပြီးသွားပြီအဓိကတော့အဲ့ခေတ်ကအချိန်သိဖို့ပဲဝက်တာခုဘယ် site ဆိုတာမရှိတော့ဘူးလူတိုင်းဝါတဲ့လူလည်းဒီ bracelet ဝယ်လို့ရတယ်ပိန်တဲ့လူလည်းဒီ bracelet ဝယ်လို့ရတယ်အဲ့လိုပုံစံမျိုးဒါလေးကတော်တော်လေးအမှတ်တရတစ်ခုပဲခုနကကိုကျော်ပြောတဲ့ပတီနာနှလုံးပေါ့spider die ပေါ့တစ်ခုလုံးကဟိုပထမတော့အဝိုင်းလေးတစ်လုံးပဲရှိတာ9နှစ်လောက်နေမှဒီဟာလေးထွက်တယ်ဆိုတော့ဟိုပုံစံတူနေတော့ကိုကမဝယ်ပဲနဲ့နေမယ်ပေါ့ပုံစံကလည်းမတူဘူးဆိုတော့နောက်ဆုံးတော့မထူးပါဘူးဆိုပြီးတော့ဝယ်ပြီးတော့ဒီ2025မှာဒီနိုင်လေးရ4လောက်လေးရဒီ constellation အကြောင်းကိုကျွန်တော်နည်းနည်းပြောပြပါဒီ constellation ကကြတော့ဒီကောင်လေးကသူ့ထက်ပိုအရှိချာ1968ဝန်းကျင်ပေါ့ဒီကောင်ကတော့ဆက်ပြောင်းသွားပြီ80ဝန်းကျင်ဒီကောင်ကကြတော့ဆက်အထူနဲ့ဒေးဆွဲတက်အခုဒီမှာခေါ်လာတော့ဆွဲတက်ဆက်ပဲဒီကောင်ကကြတော့ကွစ်ဆက်ရတဲ့ကွစ်ဆက်ကိုကျွန်တော်တို့ခစ်နိုင်တယ်လို့ရှေ့နောက်လှည့်လို့ရတဲ့ဆက်ပေါ့အဲဒီခစ်ကနိုင်တယ်ပေါ့constellation ကကိုကျော်ကျွန်တော်တို့တစ်ခေါက်ပြောဘူးတယ်ဒါ 1970s ဟိုတနေ့ကိုကျော်စီက catalog ကိုကျွန်တော်ကြည့်တော့အဲ့ထဲမှာဒီ model လေးလည်းပါတယ်အဲ့ခစ်က Rolex တွေထက်ကို constellation ကပို့ရောင်းသွားအဲ့တော့မင်းသားလို့ပြောအဲ့လိုက်ကိုကျော်ပြောဘာဖြစ်လို့ရွေးချယ်စရာများတယ်ဟို Rolex ဆိုလို့ရှိရင်ဒီပုံပဲဒီ white star case ပဲ Datejust ပဲအဲ့ခစ်က GMT တို့ဘာလို့လဲဘယ်သူမှမဝတ်ဘူးနိုင်ကြီးကအကြီးကြီးဆိုတော့ဒီခစ်အဲ့ခစ်မှာဒီ1980ဝန်းကျင်မှာဟိုတယောက်နဲ့တယောက်မတူအောင်ဝတ်တာပေါ့တယောက်ကအဝိုင်းဝဲတယောက်က၄တောက်ပဲအဲ့ဒီချိန်မှာကျတော့အိုမီဂါပဲရွေးချယ်ကြများ
Omega လည်း Rolex set ကို brand prestige ကတည်းကပို့မယ်ပို့တယ် သူကနောက်ပြီးတော့ထုတ်တာလည်းသူကလည်းစက်ရုံနဲ့သူကအဓိကသူကရောင်းကျင်တာဟိုနိုင်ဟိုများများရောင်းကျင်တာပေါ့သူ့နိုင်ဒီ ကျွန်တော်တို့ဒီလိုမျိုး constellation ကကြတော့နည်းနည်း dressy ဘက်ကိုသွားတာပေါ့နော်ဒါကြတော့အိတ်ခင်မှာဘယ်လိုပြောမလဲ နည်းနည်း fan ဘယ်လိုပြောမလဲ fancy type သဘောမျိုးဖြစ်မှာပေါ့နော်ကျွန်တော် dynamic တွေလို့ပေါ့ K shape ဘဲဥပုံစံလေးတွေပါလေး ဒီကောင်ဆိုလို့ရှိရင် TV ခေါ်ပါ အဲ့ခေတ်ကလည်းဒါ integrated bracelet case တစ်ခုလုံး integrated ဖြစ်နေ integrated bracelet case ဆိုတော့ကျွန်တော်တို့ AP တွေစပြီးတော့နာမည်ကြီးရဲ့ ကြီးနေတဲ့အချိန် ချိန်အားကြောင့်လို့ Omega integrated trend ကိုလိုက်ရင်းနဲ့ဒါမျိုးတွေထုတ်ဖြစ်တာ ဒါမျိုးတွေအပြိုင်လိုက်ထုတ်ကြတာပေါ့ ဒီတိုင်းကသူတို့ဟာ crack ဖြစ်တယ်ဆိုတော့ဒီ like အတိုင်း like crack ကြာလာတော့ဟိုဒီနှစ်ခုလည်းတစ်ခုနဲ့တစ်ခု crack ဖြစ်တဲ့ပုံစံမတူဘူး like လို့ပြောမှာနော်အဲ့ချိန်က Cartier လည်းကျွန်တော်ဆီမှာရှိရဲ့ Cartier လည်းသူအပေါ်မှာရှိရဲ့ like ကကြာလာတော့ crack ဖြစ်တယ် Omega ရေလို့မဟုတ်ဘူး Submariner လည်းဖြစ်တာပဲ Submariner ဆိုလို့ရှိရင်တော့ဝယ်လို့မလွယ်ဘူး မလွယ်ဘူး Submariner Spider ဒါကတော့တော်တော်လေးကိုရှားတယ်ဆိုကျွန်တော်တို့ဒီ constellation ပြီးတော့ဒီလိုပဲကျွန်တော်တို့တန်းလိုက်သွားလိုက်တော့နော်ဒီ Cartier လေးအကြောင်းကိုကျော်နည်းနည်းရှင်းပြပါအောင်ဒါလေးခုနကတော့ကျွန်တော်ဗီဒီယိုရိုက်ရင်းနဲ့ကိုကျော်ပြောတာတခါမှမတွေ့ဘူးလို့ကိုကျော်လို့ကျွန်တော်ဒီအကြောင်းလေးရှင်းပြပါအောင်ကို ဒီကောင်လေးအဲ့လိုကျွန်တော်တို့ Cartier မှာဟို Cartier စာပဲတစ်လုံးပဲရှိတဲ့ခက်ပေါ့အခုနောက်ဟိုကျွန်တော်တို့ဂျားတဲ့ပုံစံမျိုး Musty Cartier တွေပဲမဖြစ်သေးဘူးအဲ့ဒီခက်မှာဟိုပုံစံတွေမျိုးစုံထုတ်တဲ့ခက်က Cartier မှာလည်းသူ့ရဲ့ Cartier ကနည်းနည်းဟိုနာမည်ကြီးတာ case shape ပုံစံမျိုးနေကြောင်းမလို့ နာမည်ကြီးတာပေါ့နော်ဒါကတော့တွေ့ရနည်းနည်းခဲတဲ့ case shape ပုံစံပြော Cartier ဆိုလို့ရှိရင်လူတိုင်းတန်းမြင်တာတန့်ပုံစံဒီ Messi ထဲမှာတန်းမြင်တာဆိုတော့ဒီကောင်တန်ပတ်လားကိုကျော်ဒီကောင်လည်းတန်ပတ်ပဲ တန်ပတ်ကိုဒီကောင်ကျွန်တော်ထင်မယောင်းရတာလေအဲ့တန်ပတ်ပေးရတဲ့ပြဿနာကြောင့်မလို့ပဲသူမထုတ်တော့တာထင်တယ်အေးပေါ့နည်းလေးတန်ပတ်ပေးရတာနည်းနည်းလေးကတိကတ်သက်ဖြစ်တယ်သူ crown ကတချမ်းပဲပေါ်တယ်တချမ်းပဲပေါ်အပေါ်က case shape ကအုပ်ထားလို့ဖြစ်တယ်သူက hidden crown ပုံစံမျိုးသူကလောက်တာဒါပေမဲ့သူဓာတ်ကတော့တော်တော်လေးကိုမိုက်တယ်ဒီကောင်လည်း crap ဖြစ်နေပြီဒီကောင်ကတိတ်မတိအောင်မမ်ဘလူးနဲ့ကြီးမှတီတာ brown down လေးနဲ့ brown ခေါ်မှာ chocolate ဓာတ်လေးနဲ့အဲ့လိုကျိုးတွေဘာကယ်ရီယာစမှန်တယ်ဆိုတော့ original ဟိုတတ်မပေးတဲ့ဖြစ်တယ်ဆိုတော့စိတ်လာဒီ UG လေးကတော့ကျွန်တော်တစ်ခေါက်တော့ကျွန်တော်ကိုကျော်ဒီ pole router မေးနေကိုကျော်ဒီဟာလေးကျွန်တော်တစ်ချက်ပြဘူးတယ်ဟုတ်ဒီ UG လေးအကြောင်းကိုကျော်နည်းနည်းသိအောင်ပြောပြပေးပါ UG လေးကအဓိကတော့ဟိုပထမတော့အဲ gender design ကိုသူ့ original ဒိတ်မပါတာကိုရှာသူပထမ gender original design ဒါလည်း gender design ပဲဒါပေမဲ့ဒီကောင်ကဒိတ်လည်းပါတယ်ဒီကောင်မှန်အစ original မှန်ဒီမှာအတွင်း site လုံးနဲ့ဒီအလဲမှာ Omega လိုမျိုးပဲတစိမ့်ပါတယ်တေချာ look နဲ့ကြည့်မှမြင်ရအလဲမှာဆိုတော့အလဲ center တဲ့တယ်crystal မှာokay ဒီ pole router UG ထဲမှာဆိုရင်နည်းနည်း underrated ဖြစ်တဲ့ pole router လို့ပြောမှာပေါ့နော်ကျွန်တော်တို့ပုံမှန် pole router တွေတော်တော်များများအခုချိန်နဲ့ရှာဝယ်လို့မလွယ်တော့ condition ကောင်းတဲ့တွေက Universal Geneve မှာလုံးဝ most famous model ကဒီ pole router ပဲဒါအဓိကတော့အဲ gender design ကြောင့်မလို့သူဆွဲပေးတဲ့ design မလို့ဒီ universal pole router လည်းပေါက်ခဲ့တာနောက်အဓိကဝယ်ပြတာလေ bracelet ကြောင့်ပါ bracelet original bracelet ကိုကျွန်တော်တို့ပတ်သက်တို့ AP တို့ဟိုထုတ် IWC တို့ထုတ်ပေးတဲ့နာမည်ကြီးကုမ္ပဏီကထုတ်ပေးတဲ့ bracelet ဟောဒီမှာတမင် logo လေးနဲ့ GF ဆိုပြီးရေးတာအရင်တော့ကျတော့နိုင်ထုတ်တဲ့လူတွေကပဲနိုင်ကြီးပဲထုတ်တာကျိုးကထုတ်တယ်တော့တီးတန့်မှာဒီကျိုးတစ်ချောင်းပဲအခုခေတ်ဖြုတ်ရရင်ဟိုနိုင်တစ်လုံးစာဖြစ်နေပြီဟုတ်တယ်ကျိုးကလည်းရှည်တော့ကျွန်တော်ကတော့ဝယ်လိုက်တာဟိုနိုင်ဝယ်တာ one set ရတယ်ဆိုတော့ကျိုးကပိုတန်တယ်ကျွန်တော်တို့ pole router ဝယ်ရင်လည်းကျိုးတွေကမရှိဘူးနောက်တစ်ခုကအဲ့ kit က UG ကပြောရမယ်ဆိုရင် Patek showroom တွေမှာ
ရောင်းတာပေါ့နော်အတက်ကဈေးကြီးတဲ့အတန်းထဲမှာသွားတယ်ဒါပေမဲ့ဒီကောင်ဆက်ကလည်းကျွန်တော်က mood လုပ်ဖို့စဉ်းစားဆက်ကတော်တော်လှကျွန်တော်နောက်ပိုင်းဆက်ကိုဖွင့်ပြဆက်ကဟို micro rotor နဲ့ဒီကောင်လေးနာမည်ကြီးရလဲ micro rotor ကြောင်းမလို့နာမည်ကြီးอ่ะ micro rotor ကြောင့်ကျွန်တော် white shadow တို့ဘာလို့ကြတော့အပါဒီကောင်ကကြတော့ဟိုပို့ပြီးတော့ကျွန်တော်စိတ်အကြမ်းခံ white shadow တို့ဘာလို့ဆိုလို့ရှိရင်ပါတော့တမတ်မှာပြဿနာဖြစ်ပါတယ်အဲ့ဒီ rotor အောက်က case band နဲ့လာတိုက်တာများတယ်ဒီ UG တွေတော်တော်များဟုတ်တယ်ဆိုတော့ဒီ piece လည်းတော်တော် interesting ဖြစ်တဲ့ piece ပေါ့နော်ဒီထဲမှာဟို calendar နှလုံးတွေ့တယ်ကိုကျော် calendar နှလုံးကတော့အဓိကတော့နှလုံးပေါင်းမှာဟို function ပို့ဆုံးတယ်ပေါ့လပြည့်နေဆိုရင်တော့ကိုကျော်လပြည့်နေတိုင်းဒါဒီနေ့ပေါ့နော်ဒီနေ့ဆိုဒီဘိုရဲလပြည့်နေဟိုလည်းလပြည့်နေဆိုရင်လပြည့်နေတိုင်းကိုကျော်ဒီဟာထုတ်ပြီးတော့ online မှာသူပုံတင်တိုင်းဟိုကျွန်တော်တော်တော်လေးတည်ယူတဲ့နာရီလေးဒီဟာလေးဆိုရင် Omega ဟိုမှဘယ်လိုပြောမလဲ calendar ရိုး calendar moon face ဒီကောင်က Omega line up မှာပထမဆုံး annual calendar ပြောရမှာပေါ့နော်ဒီကောင် annual calendar လို့လည်းannual calendar ပဲပြော annual calendar ပဲပြောရမှာပဲ day month ဒါပေမဲ့ perpetual မဖြစ်တာပေါ့ perpetual မဖြစ်ဘူးဟိုပါတယ် moon face ပါတယ်ဒါမျိုးကတော့ဟို Omega collector တန်းမှာတော်တော်လေးကိုရှာယူရမယ့်နိုင်ထဲမှာလည်းပါတယ်ဒီကောင်တွေက connection ဒီလို connection ရဖို့တော်တော်ခဲရင်းတယ်ဘာဖြစ်လို့ဆိုတော့ဒီကောင်တွေကစထုတ်ကြတဲ့ကဒီမှာဘေးမှာအပေါက်တွေပါလုံးဝရေမလုံးအပေါက်တွေဆိုတာဟို calendar set လုပ်ဖို့ရေဝင်ဖို့ရာခိုင်နှုန်းများတယ်အဲ့တော့များတော့ dial တွေကဟို90ရာခိုင်နှုန်းဟိုဘယ်မှာဘယ်ဆိုင်မှာပဲကြည့် reader တွေများဒီနိုင်လေးကလုံးဝ original တိုင်းနောက်တော့ဒီ cosmic ကဒီ omega ဒီကောင်ဒီ line up မှာပထမအောင်ဆုံးထုတ်တဲ့1950ဝန်းကျင်မှာဒီသူ့ရဲ့ complication စထုတ်တဲ့ model ဒီလက်ပတ်နိုင်တွေထဲမှာဒီသူ့အပေါ်မှာ2ယောက်ပဲရှိတော့ပတ်သက်နဲ့ veteran ပဲရှိတယ်ဒီ complication ထုတ်နိုင်တာသူကတက်တရအဲ့ဒီခေတ်အားကြောင့်မလို့လေ Omega Rolex တို့ဘာလို့ထက်အဲ့ခင်မှာဆရာကြနေ Rolex ကနောက်မှထုတ်တာ triple calendar Rolex triple calendar တွေကဟိုအဲ့ပေါ်သူ့ရဲ့ modern catalog ထဲမှာတိတ်ပြီးတော့မရှိတော့နောက်တစ်ခုကလည်း Rolex ကလုံးဝသူက two watch ကိုတွားတာဖြစ်တဲ့အတွက်ဒီလို complication အနေနဲ့သူကလိုက်ပြီးတော့မပြိုင်ကြဘူးပေါ့သူက Omega ကသူကပြိုင်ခြင်းနဲ့စိတ်ကိုရှိတာအဲ့ဒီခေတ်မှာဒီ Omega လေးကဟိုကျွန်တော်တို့ပုံမှန် cosmic ပုံမှန် constellation တို့ပါလို့ size လောက်ကိုပပလေးနဲ့အဲ့လိုမျိုး complication ပါတာတော်တော်လေးကိုလမ်းတာနောက်တော့ moon face ပါတော်တော်ကြွေတယ်ဗျာဒီဟာကတော့လုံးဝ moon face အပြင်ဟိုသူကရက်ကူကကြတော့ဟိုထောက်ပြီးတော့ပြကျွန်တော်တို့ pointer date ပုံစံမျိုးတော်တော်မိုက်တယ်ဒါကကြတော့ဟိုပါပေါ့ gray ဒါဟိုမှာ patina ဝင်သွားလားဒါမှမဟုတ်ရင် तू က silver ကိုဝင်သွား patina ဝင်ကိုကျော်ပြောတယ်နှလုံးတစ်လုံးပေါင်းဆိုတော့ဒီတစ်လုံးဟိုနှလုံးတစ်လုံးပေါင်းမှ chrono ကျွန်တော် grand complication ဖြစ်သွားပါဒီ Vulcan လေးအကြောင်းနည်းနည်းပြောပြပါအောင်ကိုကျော်ဟုတ်လားဒီကောင်ကအဲ့ဒါ auto ဒီကောင်လည်းတတ်မှတ်ပေးပဲဒီကောင်လေးကအဓိက Vulcan ကနာမည်ကြီးတာအဲ့ cricket နဲ့နာမည်ကြီးတာ cricket ကအမှန်တကယ်တစုံရှိနေရမှာပေါ့တခုကတော့မရှိတော့အဓိကဒီကောင် movement ကိုကြိုက်ဒီ movement အဲ့ဒီခေတ်တုန်းက Brilliant တို့ Landeron လား Lamania မှာဟုတ် Lamania Vogue 72 series ဒီ movement ကျွန်တော် Daytona နာမည်ကြီးတဲ့ Pre-Daytona မှာတုံးတဲ့ movement ဒီ movement ကိုပဲသူတို့ကပို့ပြီးတော့မြင့်ပြီးတော့ beat တွေကိုမြင့်လိုက်တယ်ဟိုပို့ပြီးတော့ finishing တွေကောင်းအောင်လုပ်လိုက်တယ်လုပ်ပြီးတော့တုံးတာဒီ movement ကအဲ Britney တို့တော်တော်များများအဲ့ဒီခေတ်မှာဒီဆက်ကိုပဲတုံးပြီးတော့လုပ်ကြတာများအဲ့ဆက်ကလည်းတော်တော်အကျန်းခံတယ်အဓိကသူကနာမည်ကြီးတာအဲ့ဒီ chronograph မှာဒီကောင်ကနာမည်အကြီးဆုံးပဲဟိုဒီကောင်ကကြာ chronograph ကိုမှ calendar ပါသွား calendar မပါဘူးဆိုလို့ရှိရင်ကျွန်တော်တို့ Daytona ဆက်နဲ့တူပဲဖြစ်သွားဒါကခုနပြောတဲ့ Vulcan အခုနောက်ပိုင်းကျမှ Vulcan ကနောက်ထပ်ဟိုကျွန်တော်ထင်တယ်
micro brand သဘောမျိုးဖြစ်သွားပါတော့ပြန် review relaunch ပြန်လုပ်ထားတဲ့သဘောမျိုးဖြစ်နေအခုနောက်ပိုင်းလူတွေဆိုလို့ရှိရင်တော့ဒီနာမည်ဝတ်ထိုင်တယ်တိတ်တိကြတယ်မတိတော့တော့ပုံကောဆို omega bangan omega နဲ့ကျွန်တော်တို့ကစတာတော့ကျန်တဲ့ omega လေးတွေပေါ့ပေါ့ပါဖြစ်သွားတယ်လို့တော့ထင်ရပေမဲ့လေကိုကျော်စီကကြံသေးတဲ့ omega ထဲမှာကျွန်တော်တလုံးကတော်တော်လေးချိန်ပေးပြီးတော့စကားပြောခြင်းတဲ့ထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့ထားပါအဲ့ဒါပြီးမှလာမောဒီနှလုံးလေးကိုကျော်ဒီနှလုံးကဒီကောင်ကတော်လေးရှားတယ်လို့ပြောအဲ့ခေတ်မှာချမ်ပိုဆိုင်37mm dress wash ရှင်ကြည့်မှသိရမှာကိုမင်းနိုင်ကိုပေးလိုက်တဲ့တလုံးကိုမင်းနိုင်ကိုပေးလိုက်တဲ့တလုံးကကျတော့ပုံမှန်ဆိုင်အဲ့ဒါမဲ့ဒီ size တွေမှာပိုက်ပန်မထွက်ဘူးဒီလို plain တိုင်တွေပဲများဒီ constellation ကိုကျွန်တော်တို့ဟိုပါပေါ့ဒါကြတော့ပါကျွန်တော် dog leg bad leg ပေါ့ဟုတ်ငှက်ချက်တော့ငှက် bad leg ဒီမှာအဲ့ dog leg ဟောမတူအောင်ပေါ့ဒီ constellation တွေကအဲ့ခင်မှာခုနကလည်းဒီအရှိမပြောတာပေါ့နော်အဲ့အကြောင်းလေးကိုကျော်နည်းနည်းပိုရှင်းပြပါလား constellation ကဘာကြောင့်မလို့လူတွေကပိုကြိုက်ကြလဲ constellation ကဘာကြောင့်မလို့ကြိုက်ကြလဲဒီနိုင်လေးနဲ့ရှင်းပြမှာရကိုကျော်အဲ့ဆိုရင်တော့ constellation 3လုံးလုံးရှင်းပြောမှရအောင်ရှင်းပြောမှရအောင်ကဲအဲ့ဆိုရင် constellation 3လုံးရတယ်ဒါ variation မတူတဲ့3လုံးဘာဖြစ်လို့ပိုကြိုက်လဲဆိုဒီကောင်က first constellation ဟုတ်1952မှာထုတ်ခဲ့တဲ့ပထမဆုံး constellation line up ဟုတ်ဘာဖြစ်လို့ဟိုအားလုံးကကြိုက်ကြလဲဆိုတော့အဓိကတော့ဒီဟာလေးကြောင့်ဒီအနောက်က logo ဒီကောင်ကဂျနီဗာကျွန်တော်တို့လက်ခတာကြည့်တဲ့မျှော်စင်ဒီမှာကျဲ၈လုံးဒီကောင်1944ကနေပြီးတော့1944ကနေ1952အထိသူကနှစ်တစ်နှစ်ချင်းစီမှာဒီနေရာမှာသွားပြန်ရတယ် chronometer နာရီ accuracy ကိုသွားပြန်ဟုတ်၈နှစ်ပြည့်တဲ့နှစ်မှာပထမကတော့ chronometer ဒီ model ဆိုတာရှိတယ် constellation line up ဆိုတာမပေါ်သေးဘူးသူက၈နှစ်ဖြစ်သွားပြီဆိုတော့မှဒီကျဲ၈လုံးကသူ၈နှစ်စက်တိုက်ရခဲ့တာကိုကိုးပြုပြီးတော့ဒီ logo နဲ့ပထမဆုံးထွက်ခဲ့တဲ့ constellation ဆိုတော့ကျွန်တော်အဲ့ဒီနောက်ကဒီဟိုပါ extra ဒီရဲ့ observatory လားobservatory Geneva မှာရှိတဲ့အဲ့ဒီမှာပဲပြန်ရတာအဲ့ဒီရဲ့အဆောက်အဦဒီຢာတွေအကုန်လုံးကအဲ့စားထုတ်တော့ဒီຢာတွေကအကုန်လုံး handmade ဟုတ်ဒီနိုင်တလုံးလုံးကိုကိုယ်တိုင်လက်နဲ့လုပ်တာဒီ dial တွေလက်တံတွေဒီကောင်တွေက 50s လောက်က1952စထွက်တယ်52ကထုတ်ခဲ့တာစထွက်တာ constellation မှာဒီကောင်ကနှစ်မျိုးထွက်တာဒီကောင်ကကျွန်တော်ဥစားကျတော့ screw back ဟုတ်ပြီနောက်တစ်ခုကကျတော့ cut back snap အဲ့လိုပေါ့ဟုတ်ဒီဟာကပြောမယ်ဆိုရင်တော့ခုနဟိုခြုံပြောမယ်ဆိုရင်ဒီ Omega က 8K က Rolex တို့ဘာညာပေါ့နော်သူတန်းမှာဟိုကသူကတော်တော်နာမည်ကြီးခဲ့တာဒီ accuracy ကောင်းအောင်ထုတ်ခဲ့တယ်အကျန်းခံနိုင်အောင်လုပ်ခဲ့တဲ့နိုင်ဖြစ်လို့သူကကြေညာတာနော်ဟိုမှာကတ်လောက်လည်းရှိတယ်တစ်နှစ်အတွင်းမှာအခုရိုက်ခွဲလဲပြန်ပေးမှာဟုတ်လားအခုခင်မှာလာလူတွေကရိုက်ခွဲပြန်ပေးတာလို့ဘာလို့က popular ဖြစ်တာသူကဟိုမှာစာပါထည့်ရေးတာရိုက်ခွဲရင်ဆိုတာဘာဖြစ်လို့အခုဘယ်လိုပဲပြက်ဒီနိုင်ကိုဝယ်သွားတယ်ဆိုလို့ရှိရင်ပြန်ပေးမှာအဲ့လိုကြေညာတာ original ကတ်လောက်လည်းကျွန်တော်လက်ဆောင်ပေးတာဆိုဒီ constellation ကနေစပြီးတော့လူတွေကအဲ့ခင်မှာလုံးဝလူတွေရဲ့ mindset ထဲမှာဒါ constellation ဆိုလို့ရှိရင်ဒါလုံးဝချိန်နဲ့ top နောက်အထူးကြတာဒီကောင်ပိုက်ပန်တိုင်းလည်း Omega ရဲ့လုံးဝ original design ပိုက်ပန်ဟိုမှကျွန်တော် arrowhead ဟိုဟာနဲ့ indices နဲ့နောက်ပြီးတော့ဒီကောင်ကဟို weight လည်းပါတယ် movement ကလည်းဟိုကျွန်တော်တို့အခု auto all round မဖြစ်သေးဘူး bumper movement နဲ့အဲကြောင့်တောက်လို့မြည်နေရလို့လိုက်ဒီကောင်တွေရဲ့အားနည်းချက်ကတော့ရှိတာပဲသူတို့ upgrade လုပ်တယ်အားနည်းချက်ကအဲ့ဒီ bumper movement ဖြစ်တဲ့အတွက်တမတ်အဝင်နေတယ်အဲ့တောက်ဆိုတာ bumper movement က automatic မဖြစ်ခင်မှာသူတို့တုံးထားတဲ့ movement ပေါ့နော်နောက်တစ်ခုကဒီကောင် solid go ဆိုလို့ရှိရင်တော့ဒီကောင်ကတော့ museum piece ထဲမှာပါတကယ်တမ်းဆို light ရှာမယ်ဆိုလို့ရှိရင်လည်းမလွယ်ဘူးဒိုင်ဟိုကဒါရွှေနဲ့လုပ်တာရွှေတောင်နဲ့လုပ်တာအားကြောင့်သူ့ရဲ့နောက်တွေမှာကျွန်တော်တို့ဒါဆိုတာနောက်ဆုံး generation မဖြစ်ခင်ဘူးဒါ dotlet pipe band
ဟာလေးပြအောင်နားထောင်လိုက် 10ချက်တော့ ဟောတောင်းဟော10ချက်10နိုင်ထိုး ပါဟိုကျွန်တော်တို့လုံးနေတာတနိုင်ပြည့်ပြီပေါ့သူကတော့သတိပေးနေ ဒါလည်းဖိုက်ပန်ပဲ ဖိုက်ပန်မယ် ဖိုက်ပန်ဟိုမှတကယ်တမ်းတော့ Omega မှာအခုနည်းနည်းဒီ C mass ဟောပေါ့ဒီဒါဆို C master collection ပဲပြောမှာပေါ့နော် ဒီတော့ constellation ဟော constellation collection ထဲမှာနာမည်ကြီးတဲ့ဟာတွေကဒီဟာကိုပဲလူတော်တော်များများကြိုက်ကြဖိုက်ပန်ဖြစ်ရမယ် dogleg ဖြစ်ရမယ် ဟုတ်တယ် အဲ့ပေါ်မှာ face crown ဖြစ်ဒီ octagonal crown ပေါ့နော် octagonal crown octagonal crown ဖြစ်ရမယ်အဲ့ပေါ်မှာ bracelet ပိုင်းတော့လုံးဝ share ဖြစ်သွားတယ်ဒါပေမဲ့လည်းလူတွေကဒီကနေ arrive ဖြစ်လာဟိုတိတ်ပြီးတော့ဟိုသတိမထားမိကြဘူးဆိုတော့ဒီကောင်လေး constellation 3လုံးပေါ့နော်ဒါကတော့ lotto ရှင်းပြောသွားတာရှားပါတဲ့ constellation တွေကြည့်ချင်တော့ကိုကျော်စီမှာလာကြည့်လို့ရပါတယ်တောင်းဝင်ရမှာပေါ့နော်တောင်း dress watch တွေပြောရင်းနဲ့ကျွန်တော်ဒီ patek လေးပြောလိုက်မယ်ပေါ့နော် color drop ပါလေ color drop ဒီကောင်လေးကဟိုဘယ်လိုပြောမလဲ neo vantage ပေါ့ vantage တော့အပြည့်မဟုတ်သေးဘာလို့ကြက်တယ်ဆိုဒီကောင်လေးကဟို low profile ဖြစ်တယ်ပေါ့ဝတ်ထားလို့ရှိရင် patek မှန်းလည်းမသိအောင်ဒီတိုင်းဝတ်သွားလိုက်လို့ရတယ်အဲ့ဒါလေးကြောင့်မလို့အဓိကကြိုက်တယ်နောက်ပြီးဒီကောင်ကဟိုအယောင်က3မျိုးထွက်တယ်ဟို yellow gold ထွက်တယ် rose gold ထွက်တယ် white gold ထွက်တယ်ဒီကောင်လေးက rose gold model original Joe original packet rose gold ကျွန်တော်က yellow gold ဟိုမှာ patina နည်းနည်းတက်နေလို့ဒီကောင်ကရှင်ကြည့်လိုက်ရင်ဒီလိုကတ်ကြည့်လိုက်ရင်သိရသိတာနော်ဟုတ်တယ်အယောင်အဝါနဲ့ဒီဘက်က rose color ဘက်ကိုနည်းနည်းသွားတယ်ပတ်တက်ရဲ့ဒီရွှေဝိတ်ကတော်တော်ပိုးမယ်ထင်တယ်နော်ဒီထဲမှာတော်တော်လေးကိုဟိုဖြစ်တယ် heavy ဖြစ်တယ်ဒီကောင်ကကျွန်တော်တို့အရင်တော့ဒီရွှေ coin size လောက်ပဲရှိတာ size ကလည်း33 mm 33 mm ပဲမဲ့တကယ်လက်ပေါ်တင်ကြည့်လိုက်တာလုံးဝ dress watch လုံးဝအပြည့်တရားတာဒါပေမဲ့အသေးကြိုက်တဲ့လူမှာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ထင်တာ33 mm လို့မခံစားရအောင်ရွှေကြောက်မလို့ရွှေဝိတ်လည်းပါတယ် present တော်တော်ရှိတယ်ပြောအောင်မယ်ဆိုတော့ဒီထိုင်ကကိုကျော်ဟို ceramic တိုင် enamel porcelain ခေါ်တာအဲ့လို porcelain ပဲခေါ်တန်ပတ်ပဲเนาะဒီကောင်တန်ပတ်ပဲ original buckle ရော original ကြိုးရောပါတယ်နောက်သူ့ရဲ့ဒီ color driver bezel ကလုံးဝ sharp ဖြစ်နေလုံးဝဟို polish တွေပဲမထိတာဘူးပေါ့အဓိကနိုင်ဝယ်လို့ရှိရင် condition ကိုကျွန်တော်တအားမှတ်တယ်ဟိုရောရတယ်ဆိုလို့ရှိရင်လည်းပတီနာလုံးဝတက်တာကိုဝယ်ပလိုက်တာဟိုကောင်းပြီဆိုလို့ရှိရင်လည်းဟိုရှာလို့လွယ်နေသေးကောင်းတာကိုပဲရှာဝယ်အားကြောင့်မို့ဆိုင်မှာရှိလို့ရောင်းလို့ရှိရင်လည်းနိုင်တွေကဟိုမတူဘူးပေါ့ဟို condition တွေကတန့်နေတယ်တချို့ကထင်တယ်reader တွေများရောင်းတာလား reader တွေလည်းဝယ်တာတဲ့ဒါလို့ရှိရင်ရှင်ပြလို့ရအောင်ဟိုမှန်ဘူးမကြည့်တတ်တဲ့လူတွေကိုလူကမှန်ဘူးကြည့်ခိုင်းတာရှင်ပြီးတော့ကြည့်လို့ရကျွန်တော်အများနဲ့ကျွန်တော် vintage pieces တွေဝင်ကိုကျော်ကိုတော်ပြီးတော့ပူကက်ရကိုကျော်ဒါစင်ပြေလား okay လားပေါ့ကိုရီးယားမျက်စိနဲ့မမြင်တတ်တဲ့ဟာတွေကိုကျော်တို့အများနဲ့ချပြပြီးမြင်နေတော့ဆိုတော့ဒီနောက်ဆုံးအပိတ်ကိုအပိတ်ပေါ့နော်ကျန်တာဘာမှမရှိတော့ Rolex နှလုံးနဲ့ကျွန်တော်တို့ပိတ်ပြီးတော့ပြောကြတာပေါ့ကိုကျော်ဘယ်ရစပြောမလဲဒီ6694ပေါ့6694ကတော့ကျွန်တော်တို့အခုဒီ Rolex စဝယ်မယ်ဆိုပထမဆုံး list မှာ entry level မှာကျွန်တော်တို့ဈေးလဲဈေးတန်းတစ်ခုလဲတင်တယ် Rolex ရဲ့ fee ပြည့်လဲရမယ်ဒါ6694ဆိုကျွန်တော်တို့ OP line စပြီးတော့စတဲ့ line up လို့ပြောအောင်ပါဒါပေမဲ့ဟိုဘယ်လိုပြောမလဲ date ကတော့ပါနေတာ date ပါတယ် date မပါတဲ့အားလည်းထွက်တယ်ဒါပေမဲ့တန်ပတ်ပေးပဲเนาะ6694 Rolex မှာတန်ပတ်ပေးပဲဆိုတော့ Rolex ထဲမှာဈေးအတန်ဆုံးနဲ့ vintage Rolex ထဲလည်းဝင်လို့ရမလို့သူ့ရဲ့ဒီ modern feeling လည်းရမယ်အလုံးနဲ့ပါတာပေါ့6694ပေါ့ဒီနိုင်လေးရဲ့ဟိုကိုကျော် memory တွေဘာညာတလာကရှိသေးလား memory တွေဘာတော့မရှိပါဘူးအဓိကကတော့ဒီနိုင်လေးကဒီ Steam မှာ blue dye ပေါ့အပြာရောင်ကြိုက်အဲ့မှာသူကမာကာတွေကရွှေရောင်ဆိုတော့ပို့ပြီးတော့ထင်းတော့ဒီနိုင်လေးကိုဝယ်ဖြစ်တာ blue မှာတော့ဟိုခုနကကျွန်တော်
တလုံးချင်းစီရိုက်နေတဲ့အချိန်မှာလေဒီကောင်ကနေရိတ်ထဲမှာဆိုရင် dark blue ဖြစ်ပြီးတော့နည်းနည်းလင်းနယ်ထဲမှာဆိုရင် light blue ကိုဖြစ်သွားเนาะတော်တော်လေးသူက print နေရလဲရွှေရောင်နေနဲ့ print နေအဲ့တော့မသိလို့ရှိရင် ghost style လို့အားလုံးဖြစ်ဟုတ်တယ်ဒီ oyster bracelet ကလည်းဒီသူတို့ခက်ကဟာလိုမျိုးပေါ့เนาะထိပ်ပတ်တော်တော်ကျန်းတယ်ဖြစ်တယ်ဟို90ကနေပြီးတော့16လောက်ပြောင်း16အောင်မှနည်းမယ်အဲ့ထက်16တိပဲပြောင်းဆိုတော့ဒီကောင်လေးကတော့6694ဒါလေးကဒီကကျွန်တော် special request ဆိုကိုကျော်ယူခဲ့ပေးပါလို့ကျွန်တော်ပြောတာပါเนาะဟုတ်ဒီ Pepsi လေးအကြောင်းရှင်းပြပါအောင်ကိုကျော်ဟိုရိုးလက်ဝယ်မယ်ဆိုတော့အဲ့ဒီခေတ်မှာဒီမှာ date test တွေဝတ်တာများကျွန်တော်ဝယ်တဲ့ချိန်တုန်းကလည်း date test တွေပေးဝယ်2တုံးစီးလေးပါပေးဝယ် Steam model ယူဒါပေမဲ့ဒီနိုင်လေးကဟိုအမှတ်တရတွေတော့အများကြီးရှိတယ်ဒါပေမဲ့အဓိကကတော့ဒီ error တိုင်းပေါ့ error တိုင်းဖြစ်ပြီဆိုရင် Rolex မှာနာမည်ဟိုပေါ့နော် collectible ဖြစ်တယ် collectible ပို့ဖြစ်တယ်ပေါ့ဒီကောင်လေးက GMT Master 2ဟိုမှာ GMT Master 11ဖြစ်နေတာရောမလို့2နေရာမှာအပေါ်ပိတ်အောက်ပိတ်မပါဘူး11ပေါ့လည်းကြည့်လိုက်ပြီဆိုလို့ရှိရင်အမှအားလုံးခေါ်တာကတော့ stick die လို့ခေါ် stick die လို့ခေါ်တာကျွန်တော်တော့လူများနဲ့မတူအောင်ခေါ်တာပေါ့ GMT Master 11အခုနောက်ပိုင်း iPhone 17 Pro လို့ပါတော့မြင့်သွားပြီဒီကောင်လေးကတော့ကျွန်တော်တို့ဟို2006 rehold မပါသေးဘူး rehold မပါသေးဒါပေမဲ့ဟိုဒီကောင်က movement ကကြတော့6 digits movement ဖြစ်သွားပြီဟို383186ဖြစ်သွားပြီဟုတ်တယ် sticker ပါတယ် original sticker ပါကြံသေးတယ်ဒီ condition ကတော်တော်လေးကိုဟိုဒါလည်းလုံးဝ unpolished ဒီကလေးကင်လိုက်ရင်ဆို sharp အရင်ဖြစ်တဲ့ဇောင်းတွေကဟိုကိုဝစ်ပြီးထိထားတဲ့ဒဏ်ရာတွေအများကြီးပဲကိုကြောင့်မလို့ဖြစ်တာတွေကြီးပဲဒါပေမဲ့ polish တော့လုံးဝလုပ်ဖို့တော့ဒါပေမဲ့ကိုကျော်ဝစ်ပြီးထိထားတဲ့ဒဏ်ရာကလည်းမတွေ့သလောက်ပါပဲဗျာကျွန်တော်မျက်စိနဲ့ကြည့်ရင်တော့ဒီနာကြီးကတော်တော်မြင်ရရှားတယ်တခါလေကျွန်တော်တို့စုံတဲ့ချိန်ကြရင်တော့ကိုကျော်ပတ်လာတာတွေ့ရတယ်ဒါပေမဲ့ဟိုဒါကိုကျွန်တော် special request ဆိုပြီးယူခဲ့တာပေါ့နော်ဒီကောင်က neo vintage ထဲမှာပါတယ်solid ending ဖြစ်သွားပြီ solid ending ဖြစ်သွားပြီဆိုတော့ဒီဟာလေးက Rolex collector တွေကြားမှာလည်းအဲ့လို Rolex ကခုနကကိုကျော်ပြောလို့typo error ပါသွားတဲ့အလုံးတွေဆိုအရင် collectible ဖြစ်ကြတာပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးမပိတ်ခင်မှာကိုကျော်ရဲ့ဒီလက်ပေါ်မှာဝတ်ထားတဲ့နိုင်လေးကိုကျော်အမြဲတမ်းအဲ့ဒါဝတ်ထားဆိုကိုကျော်ရဲ့ favorite watch တွေလောက်ပြောအောင်လားမသိဘူးတော့ဆိုင်လာတိုင်းတူတယ်ဒီကောင်လေးကအဲ့အဓိကတော့လူတိုင်းဒီနိုင်ကိုကြိုက်တယ်ဆိုတော့ဘာလို့ဆိုတော့ဟို gender design တွေ collector တော်တော်များများမှာလည်းဒီနိုင်ကိုမစုတဲ့ collector ဆိုတာရှားတယ်ဟိုလေးလင်းတိုင်းဖြစ်တယ် original bracelet ပါတယ် white gold bezel ဖြစ်တယ် bezel ပါတယ် date ပါတယ်ဒီမှာ design ဖြစ်တယ်ရှားတာတခုကဒါ original gem set ဖြစ်နေ original ဒီ diamond indices တွေ setting ပါတာပေါ့နော်ဆိုတော့ဒီ constellation ကတမန်ငါရှန်က constellation တော့မဟုတ်ဘူးဒါဟို Sharpa constellation လို့ပြောမှာပေါ့စိန်မှာပါတဲ့ဟာဆိုတော့တော်တော်လေးကိုရှားတဲ့နိုင်လေးပေါ့နော်ဆိုတော့ဒီနိုင်လေးနဲ့ close out လုပ်ပေးချင်ပါတယ်အားလုံးပဲဒီ vintage နိုင်တွေကိုကိုကျော်ဆိုင်မှာကြည့်ချင်တယ်ဆိုရင်လည်းဒါပိုးချုပ်ဈေးထဲမှာလာကြည့်လို့ရပါတယ် Burma Time ဆိုပြီးတော့ Facebook page ကနေရှားလို့ရပါတယ်ဆိုကိုကျော်ဘာများထည့်ပြောချင်တယ်အော်ဒီမှာနှလုံးကြံနေတာပဲဒါဆိုင်မှာခင်းထားတဲ့နိုင်တွေပေါ့တော့じゃအကောင်းတွေပဲစုလာပြီးတော့ဟိုဆိုင်မှာကျတော့ဟိုရိုးနိုင်တွေပဲရောင်းတာလေဆိုင်မှာလည်းတကယ်ရှားတဲ့နိုင်တွေလည်းရောင်းအကောင်းတွေလည်းရောင်းပါတယ်ပေါ့နော်ဒီကောင်းဆိုလို့ရှိရင် daily model မှာဒီအခု modern ဝတ်တဲ့ Rolex ဝတ်တဲ့လူတွေဝေးရတဲ့အကြောင်းရင်းပေါ့အဓိကဒီနိုင်တွေကနေစပြီးတော့ဒီမှာလေ superlative chronometer officially စပြီးဒီနိုင်ကနေစဖြစ်တယ်ဆိုတော့ဒီ model လေးက Rolex Day solid gold နဲ့လာတာပေါ့နော်ဒီကောင်ကဟိုပါပေါ့ quick set မပါသေးဘူး quick set မပါနှစ်ခုစလုံး slow date နဲ့5 digit ပေါ့နော်4 digit ကိုမှကျွန်တော်အခုဈေးကွက်ထဲမှာမြင်ရတာ1803ပေါ့ဒီကောင်ကကျတော့6611ပထမအောင်ဆုံး day rate ကကျတော့6511
6511ကျတော့ဘာ error ပါလဲဆိုတော့ date ချိန်နေနေရမှာမကြလားဘာညာဆို short production အဲ့ဒီချိန်မှာထုတ်တော့လည်း superlative ဆိုတဲ့စာကိုမထည့်ဘူးဒီကောင်ကြတော့မှသူကအကုန်လုံးကိုပြောင်းလိုက်တယ်6511မှာဒီကောင်ကြတော့ short production ပဲသူကလည်း2နှစ်ပဲထုတ်ခဲ့တယ်2နှစ်ပဲထုတ်ခဲ့တဲ့နိုင်ကိုကျွန်တော်ဒီ condition ပြင်ပြီးတော့ကျွန်တော်လန့်လုံးဝ unpolished ဒါရကလည်းလုံးဝမထိတာကျွန်တော်မြန်မာပြည်မှာဗျာကျွန်တော်ဆိုင်ဖွင့်ရတဲ့အားတာကြတဲ့ခုကလည်းမြန်မာပြည်မှာအရင်ကလေးကဒီလိုနိုင်ကောင်းနေရှိနေတယ်ဆိုတာကိုဒါတော်တော်လေးသိရဒါဒီနိုင်ရတက်တည်ပြဟုတ်တယ်ဆိုဒီကောင်ဆိုရင်19ဒီကောင်1950ကျော်850 ဆောက်ကထုတ်ခဲ့တဲ့နိုင်ဆိုတော့ဒါကတော့လန်ပြန်နေရပဲဗျာတကယ်ပြောမှဆိုအခု modern date တွေနဲ့လုံးဝရှင်းလို့ရတယ်ရှင်းလို့ရ condition ရလေအဲ့တော့ဒါကျွန်တော်ဒီကောင်က modern date တွေနဲ့လောက်ကမတူ bezel တွေပဲဆိုလို့ရှိရင်ဒီ modern date တွေနဲ့ကွာတယ် bezel ဒီကောင်ပို့စိတ်တယ်အခု modern date ကြတော့နည်းနည်းလေးကျဲသွားတယ် fluid bezel နည်းနည်းကျဲသွားเนาะဆိုတော့ဒီ Rolex date လေးက original ဒါ original ဘာကြဲမဟုတ်သူ original လာတာတော့ original ကျိုးနဲ့ဖြစ်မယ်အဲ့ကျွန်တော်ရတဲ့ချိန်မှာတော့ကျိုးမပါတော့ဆိုတော့ခေါင်းhead only ပဲရမှာပေါ့ဆိုတော့နောက်ပြီးတော့ date ကလည်း red date လေးပေါ့ဒါအကုန်လုံး red လားဟိုလိုမျိုးတခုကြော်မဟုတ်တခုကြော် red date ဩဒီကောင်လေးအဲ့နောက်ပိုင်းကျမှ black အနီတခါအမဲတခါ casino ဟိုဖြစ်သွား roulette date ဝေးလို့ပြောကြပါဘောเนาะဒီနိုင်လေးကတော့ကိုကျော်ဆိုင်လာတိုင်းကျွန်တော်ကြည့်ပြီးတော့ဟိုနည်းနည်းမေးခဲ့ရတဲ့နိုင်ပေါ့เนาะဆိုတော့ဒီနိုင်လေးလဲရှားပါတယ် collector တွေကြိုက်မဲ့နိုင်မျိုးပေါ့ဒီနိုင်လေးကိုကျော်ပြောပြပေးပါဒီနိုင်ကဝစ်ထားရင်တော့ဒါရိုးဘာနိုင်တဲ့ဟိုမသိရင်မေးမှာပဲရိုးနိုင်ပဲထင်မှာပဲဒီနိုင်ကတကယ်ကတော့ Rolex ကိုမှားပြီးတော့ဒီ Eaton ကုမ္ပဏီကဒီ25နှစ်လောက်တဲ့25နှစ်ပြည့်တဲ့လူတွေကိုသူကပေးတာဝန်ထမ်းတွေပေါ့နော်ဝန်ထမ်းတွေကိုပေးတာနာမည်ထိုးပြီးတော့ပေးတာသူကအနောက်မှာရေးထားတယ် Joseph H Pollard ဆိုပြီးတော့ပေးထားတာသူကို member of the Timothy Eaton quarter century ဆို25နှစ်ပြည့်ပေါ့ဆိုတော့အဲ့ club ထဲဝင်တဲ့လူတွေကိုဒီအဲ့ club မှာအကျိုးခံစားခွင့်တွေလည်းရတဲ့အပြင်25နှစ်ပြည့်တော့ဒီနိုင်လေးကတတ်တယ်ပေါ့သူတို့ကုမ္ပဏီပေါ်မှာဘယ်လောက်ထိသစ္စာရှိရှိချင်းလုပ်ခဲ့တယ်ဒီနိုင်နောက်ပြီးတော့ဟိုသူကပေးခဲ့တာသူကဟို Rolex up to date model တွေပေးတာအဲ့အရင်အရှိရလူတွေကိုလည်းဒီတက်စောတဲ့နိုင်တွေပေးခဲ့တယ် Rolex Prince တွေပါပေးခဲ့တဲ့လူတွေတောင်ရခဲ့တဲ့လူတွေတောင်ရှိတယ်တမတ်ပေးတွေရခဲ့တဲ့လူတွေလည်းရှိတယ်သူကနည်းနည်းလေးနောက်ကျတယ်ဆိုရင်သူက auto နိုင်ရသွားတာပေါ့ဒါ auto OPC ဆွဲရလား OPC တွေကမှာ तू ကကြောက် line up က तू ကအဲ့လို special ပေးဖို့ဆိုပြီး तू က case တွေကလည်း design တွေကလည်းမတူဘူးเนาะမတူ तू ကတက်ထုတ်ပြီးတော့ကိုပေးတာအဲ့ဒီခေတ်က latest ဟိုခေတ်အမီဆုံးဟို modern အဲ့ခေတ်နိုင်ပေါ့ brand new နိုင်ထုတ်ပေးတာဒီမှာလေထူးဆန်းတာတစ်ခုက our market တွေက1 2 3 4 5 6မဟုတ်ဘဲနဲ့သူက Century Club ဆိုပြီးတော့ CENTURY Century CLUB Club ဆိုပြီးတော့သူကပေးထားတဲ့ဒီ our market တွေမှာသူကဟို apply လုပ်ပေးထားတာအပေါ်မှာကျတော့အဲ့လို 1/4 ပေါ့နော် 1/4 ဆိုတာ Century ရဲ့ Rolex ကိုနာမည်ကိုလည်းမရိုက်ခိုင်းဘူးသူကုမ္ပဏီနာမည်ရိုက်ခိုင်းတာ Rolex နိုင်မှဘယ်လိုသိရလဲဆို Crown ပဲရှိမယ်နောက်စက်ကအဓိကပေါ့ဒီနိုင်ကိုဝတ်တိုင်း Rolex လို့ခေါ်မလားEaton ဘယ်နိုင်လို့ခေါ်မလဲအခုပဲပြောတော့ဟိုဒါမျိုးရှားပါလေးတွေကျွန်တော်ဒီဒါကျွန်တော်ဟိုဟာဖြစ်လို့ပြောနေတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ရန်ကုန်လာတိုင်းကိုကျွန်တော်ကိုကျော်ဆိုင်ပေါ့အားတိုင်းဝယ်ပြတယ်နိုင်ဝယ်ပြမဝယ်ပြခောက်ကတော့ရှားတယ်မရှိလာတိုင်းကြည့်တယ်ကိုကျော်ဒီ vintage ဟိုဟာ inventory ထဲမှာဘာတစ်တွေရောက်လာလဲကိုမဝယ်ခြင်းတော့မှကိုကသူများတွေကိုကျွန်တော်ညွှန်းပြီးဒီနိုင်လေးကိုကျော်စီမှာရှိပါသွားတာလေအဲ့ဒီကြောင့်မလို့အားကြောင့်ဆိုတော့ကျွန်တော်ပြင်းတိုင်းကျွန်တော်လာပြီးတော့ဘူယုံသေးကိုလာတယ်ဆိုတာလက်ကားမဟုတ်ကျွန်တော်နိုင်လေးလာကြည့်တယ်ကျွန်တော်ဒီကိုကျော်စီမှာရှိတဲ့နိုင်တွေလာငန်းလာပေါ့နော်ဆိုတော့အားလုံးပဲဒီပြင်းရင်ဆိုရင်ဘူကျော်စင်းမှာလက်ဖေးလာတော့ပါငါကြည့်လို့လည်းရတယ်ဟိုကိုကနိုင်တွေကိုလူငယ်တွေဆိုလို့ရှိရင်စာလို့ရဖတ်ရအပြင်ကနေတော့ဖုန်းထဲမှာပဲမြင်ရမယ်တကယ်အပြင်မှာကိုနဲ့လိုက်လားမလိုက်လားကျောင်းစီမှာလာဆန်းလို့လည်းရ
ကိုဝစ်ကြည့်ပြီးကိုကြိုက်မှမဝယ်လဲပြဿနာမရှိ ဟုတ်တယ် ဟိုကြိုက်တာမတွေ့ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့စီမှာချိတ်ဆက်တွေအများကြီးရှိတယ် collector တွေ အချင်းချင်းဟိုကဘယ်လိုရောင်းမယ်လဲပါညာဆိုတာသိ နေ နေ ရရှိတယ်ဆိုတော့လာမေးလို့ရတယ်ဟိုအတက်နိုင်ဆုံးအဆင်ပြေအောင်ကျွန်တော်တို့ညှိနှိုင်းပြီးတော့လုပ်ပေးတယ်ပေါ့ဟုတ်ဆိုတော့ကဲကိုကျော်ရဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ဒီချိန်ဒီလိုနိုင်ရှားပါလေးကြည့်ရတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်ကိုကျော် thank you ပါ thank you